အခုဒီကြပြလေးကိုစပြီးတော့ရွတ်ပေးမယ်ကြပြလေးရဲ့ဒီဘက်အချမ်းကြတော့ဆီယမတို့ဒါအဓိပ္ပာယ်လေးကိုပေါ့နော်ဘာသာပြန်ထားတာကိုရေးသားလေးနဲ့ကိုရေးချင်တဲ့သူတွေအတွက်လည်းအထောက်အကူပြုတယ်โอเคကျုပ်တို့အညာမှာမင်္ဂလာတစ်မျိုးသာပါအဟုတ်ပြုဓမ္မတာအစင်လာမညှိုးခဲ့ပြီဘူးဒီကြပြလေးမှာအဓိကဇက်ဆောင်ကကိုရင်မိုင်းပေါ့နော်ကိုရင်မိုင်းရဲ့မလေးတို့ဒီကိုရင်မိုင်းနဲ့မလေးတို့ဒီမင်္ဂလာဆောင်ကိုအညာတလိအစင်လာတိုင်းကျင်းပခဲ့သည်အယိုးတမကြရှိလိုပါအဖွားကလည်းကြည်တစောင်းကဲထိမ်းများလက်ထက်ခြင်းမင်္ဂလာအမှုသည်ရှေးခါကပဲတမယိုးကြမင်္ဂလာတစ်ခုဖြစ်ခဲ့တယ်เนาะလူရွယ်လူရွယ်ရောက်လာရင်အိမ်အောင်ရသားပြူကြတယ်ဒါဆီယာမတို့ရဲ့မင်္ဂလာတစ်မျိုးပဲဒါရှေးခေတ်တည်းကကျင့်သုံးခဲ့တာเนาะအဲ့မှာကိုရင်မိုင်းရဲ့အဖိုးဖွားတွေကမြေးဖြစ်သူရဲ့ကိုရင်မိုင်းတို့အတွက်ပေါ့เนาะမင်္ဂလာပွဲအတွက်ကိုရင်မိုင်းရဲ့အဖွားဘာကိုလက်ဖွဲ့ခဲ့လဲဆိုရင်ကြည်တဆောင်လက်ဖွဲ့ခဲ့တယ်ကြည်စွာကုနာတာတို့တမီတို့ဆီယာမခက်စစ်မှာဖတ်ပြပြီးတယ်စပားပဲစသည်တူလောင်ရအစအုံအဲ့ဒီကြည်တဆောင်ကိုရင်မိုင်းရဲ့အဖွားဖြစ်သူကကိုရင်မိုင်းတို့မင်္ဂလာဆောင်အတွက်လက်ဖွဲ့ခဲ့တယ်အဲ့မှာဆီယာမတို့အာမေရိကန်နေနောက်တစ်ကြောင်းကလာပြီကိုမင်းရရဲ့အမျိုးကလည်းမသေးပေဘူးအဖိုးအဖနဲ့တကွမီးကြပါတော့ဒါကိုရင်မိုင်းကဒီကြပြလေးကိုမင်းရကိုပြောပြနေတဲ့ပုံစံမျိုးလေးရင်ဖွင့်နေတဲ့ပုံစံမျိုးလေးနဲ့ရေးဖွဲ့ထားတာကိုမင်းရရဲ့အမျိုးကလည်းမသေးပေဘူးအဖိုးဖနဲ့တကွမီးကြပါတော့ဆွေမျိုးတိုင်းဝိုင်းကလည်းနော်ဆွေမျိုးတိုင်းဝိုင်းဆိုတာကကိုရင်မိုင်းရဲ့ဒီဘာဘက်ကရောနောက်တစ်ခါကျရင်ကိုရင်မိုင်းယူမဲ့ဇနီးမလေးရဲ့အတိုင်းဝိုင်းဘက်ကရောเนาะအားကြောင့်မလို့ဆီယမအမကွင်းစာလေးနဲ့ရေးပြထားတယ်နှစ်ဖက်အတိုင်းဝိုင်းကလည်းဆွေကြီးမျိုးကြီးတွေဖြစ်ကြတယ်တမျိုးငါမြေးဖို့ရလို့အမအာမေရိတန်နေလာပြန်ပြီအိုကွယ်အဖိုးကပေးလိုက်ပါတဲ့နွားညီနောင်ကဲမင်္ဂလာလက်ဆောင်အဖြစ်ကိုရင်မိုင်းရဲ့အဖိုးဖြစ်သူကလည်းဘာကိုလက်ဖွဲ့ခဲ့လဲဆိုရင်နွားညီနောင်တရှင်းကိုလက်ဖွဲ့ခဲ့တယ်เนาะမင်္ဂလာဆောင်အတွက်ခုနကပြန်မှတ်မယ်အဖွားကဘာလက်ဖွဲ့ခဲ့လဲကြည်တဆောင်ကိုရင်မိုင်းရဲ့အဖိုးကဘာကိုလက်ဖွဲ့လဲနွားညီနောင်တရှင်းကဲဒါလေးအားစမပထမ၄ချိုးကြီးเนาะပထမ၄ချိုးအပိုင်မှာအညာတလေးမင်္ဂလာဆောင်မှာဘိုးဘွားတွေလက်ဖွဲ့ကြပုံကိုပုံဖော်ထားတယ်เนาะကျွန်တော်၄ချိုးဆိုတဲ့အတိုင်းကျွန်တော်တို့ကစာပိုက်လေးဘယ်နှပိုင်းနဲ့သင်ရမလဲဆိုရင်၄ပိုက်သင်ရမယ်အခုနောက်တစ်ပိုက်လေးကိုဆက်ကြည့်အောင်ဒုတိယတစ်ပိုက်အော်အမိအဖတို့ကလည်းပြည့်ပြည့်ဝဝတွေမှုရှိသမျှကုံကျင်ကုံရောလို့နှစ်ဖက်မိဘများကလည်းငွေကြီးပြည့်စုံသူတွေဖြစ်ကြတဲ့အတိုင်းဝိုင်းကြီးတွေဖြစ်ကြတဲ့အတွက်ကုံကျင်တိုင်းကုံကျင်တိုင်းကုံပါစီတော့သဘောထားကမင်္ဂလာဆောင်ပေးခဲ့ကြတယ်ခန်းခန်းနားနားနဲ့ပေါ့နော်မင်္ဂလာဆောင်ပေးခဲ့တယ်မယုံရင်ကြုံလင်မေးပါတော့မယုံကြည်လင်အခွင့်ကြုံပါကမေးကြည့်နိုင်ပါသည်ဒါဘယ်သူပြောပြရလဲသူကခုနကိုမင်းရကိုရင်ဖွင့်နေတဲ့ပုံစံမျိုးလေးနဲ့ပြောထားတာဖြစ်တဲ့အတွက်သူတို့မင်္ဂလာဆောင်ကခန်းခန်းနားနားဒါမင်္ဂလာဆောင်ခဲ့တယ်ဒါကြောင့်မယုံကြည်လင်အခွင့်ကြုံရင်မေးကြည့်နိုင်ပါတယ်ဆိုပြီးပြောပြထားတာအလုံးတစ်ခွင်မှာဂုံရင်ကလည်းမသေးပါဘူးကိုရင်မိုင်းတို့နေထိုင်တဲ့အလုံးနယ်ဘက်တစ်ခွင်မှာကိုရင်မိုင်းတို့ရဲ့မိကုံဖကုံဆွေမျိုးကုံကကြီးမားလာကြောင်းလည်းသိနိုင်ပါတယ်မုံရွေးကြီးမုံချောင်းနယ်ဒလားစီကအလုံးကြီးကုံမှာပြောင်းမှုတယ်တွေကများလိုက်ပါပြီတဲ့ကိုရင်မိုင်းတို့နေထိုင်တဲ့ဘက်ပေါ့နော်မုံရွေးကြီးမုံချောင်းနယ်နဲ့အလုံးတစ်ဝိုက်မှာပြောင်းမှုတယ်ကုံတယ်တွေကလည်းအရန်ကိုများပြလာတယ်ဆွေသားရင်ချာညာတကာမိတ်တို့ကိုလာအဖေသွားရင်သာလာစရာဖိတ်ခဲ့တာနဲ့နော်အဲ့ဒီကုနာကသူတို့မိဘတွေနဲ့ခင်တဲ့မိတ်ဆွေတွေပေါ့နော်မိတ်ဆွေပြောင်းမှုတွေနဲ့ဆွေမျိုးသားချင်းတွေကိုမင်္ဂလာဆောင်လာဖို့အတွက်ကိုရင်မိုင်းရဲ့အဖေကိုယ်တိုင်တွားရောက်ဖိတ်ကြားခဲ့ပါသည်